ခေါင်းစဉ်မုတ်ဆိုးကြော်ဤနီကုံနှင့်တောဘရင်ဤတစ္ဆာရှိအဆောင်အရှောက်များအပိုင်း၄ခွဲမရတဲ့အချစ်နှင့်တေးပန်းပြေးရတဲ့မုတ်ဆိုးရွာထဲကလူကြီးတွေဟာမထက်တယောက်တောထဲကကိုတာလူးနေတွဲနေတာကိုကြည့်မရတော့ပါဘူးငါတို့ရွာကအလှပန်းလေးကိုတောတွင်တားလက်ထဲမထည့်နိုင်ဘူးဆိုပြီးမထက်ကိုအိမ်ထဲမှာပိတ်လောင်ပြီးခွဲထုတ်ဖို့ကြံစည်ကြပါတယ်ဒါပေမဲ့ညရောက်တာနဲ့ကိုတာလူးရဲ့မြောက်တက်ဖွဲ့တွေကအိမ်ခေါင်မိုးပေါ်ကနေဆင်းလာပြီးမထက်ကိုခိုးထုတ်သွားတာကြားကြားကအိမ်ရှိမှဝတ်နေတာတွေကြောင့်ဘယ်ရွာသားမှအနာမကရဲပဲခွဲမိရဖြစ်နေကြတာပေါ့တစ်မုတ်ဆိုးကြော်နဲ့ငွေထုတ်ကတိနောက်ဆုံးမှာတော့ရွာလူကြီးတွေဟာမြို့ပေါ်ကနာမည်ကြီးကိုမုတ်ဆိုးကိုငွေအမြောက်အများပေးပြီးအကူအညီတောင်းလိုက်ပါတယ်ရွာလူကြီးကကိုမုတ်ဆိုးဒီတောတွင်းသားကို6လှန့်ပြီးမထက်ကိုပြင်ခေါ်ပေးပါလိုတလောက်ငွေပေးပါမယ်ကိုမုံဆိုးဟာသူ့ရဲ့ခင်မီတနက်ကြီးကိုပခုံးထောင်းပြီးမပူပါနဲ့ကြားပဲဖြစ်ဖြစ်ဘလူးပဲဖြစ်ဖြစ်နတ်တနက်ရှိမှဒူးထောက်စေရမယ်ဆိုပြီးကျုံးဝါကတောထဲကိုဝင်သွားပါတော့တယ်နှင့်ညောက်တဲ့ပေးနှင့်တောတွင်းစစ်စင်ကြီးကိုမုံဆိုးတောထဲကိုခြေတလန်းချတာနဲ့တစ်ပင်ပေါ်ကမြောက်အုပ်စုတွေကတကောင်နဲ့တကောင်အချက်ပေးတန်တွေအော်ဟစ်လိုက်ကြပါတယ်မြောက်များကကြည်ဝေါ့ရန်ဒူလာဒီဒီတဲ့ဟာကိုတာလူစီကိုစက္ကန့်ပိုင်းအတွင်းရောက်သွားပါတယ်ကိုတာလူကပြုံးလိုက်ပြီးတငယ်ချင်းတို့ကြီးမင်းတို့ပညာပြလိုက်ကြအောင်လို့အမိန့်ပေးလိုက်တယ်၃ကိုမုံဆိုးဤတေးပန်းပြေးရသောညကိုမုံဆိုးဟာခြုံပုတ်တစ်ခုအကွေမှာနေရယူနေတော့သူ့နောက်ကနေချင်းသည့်အကြီးရွှေဝါလက်ဟင်းတန်ကြီးကိုအနီးကပ်ကြားလိုက်ရပါတယ်ရွှေဝါကဝေါ့ဟင်းကိုမုံဆိုးလန့်ဖြန့်ပြီးလှဲ့ကြီးလိုက်တော့ရှေ့မှာကကြားတိကြားကသွားဖြဲပြနေပြီးဘေးမှာကစံကြီးကော်တုတ်ကနှမောင်းနဲ့သူ့တနက်ကိုရိုက်ချလိုက်ပါတယ်ကိုမုံဆိုးဟာသူ့ဘဝမှာတခါမှမကြုံဘူးနဲ့ထိတ်လန့်မှုကြောင့်ခြေထောက်တွေတုန်လာပြီးကိုမုံဆိုးကဘုဒ္ဓအမေကြီးကဲပါအောင်ကိုမုံဆိုးဟာတနက်ကိုလည်းပြစ်ချပစိုးထဲမှာလည်းသေးတွေပိုင်းထွက်တဲ့အထိကြောက်လန့်ပြီးတောထဲကနေလှဲ့မကြည့်ပဲထွက်ပြေးလာပါတော့တယ်ရွာကိုရောက်တာအထိသေးနံတွေထောင်းနေတာကြောင့်ရွာသားတွေဟာကိုမုံဆိုးကိုကြည့်ပြီးရီရမလို့ငိုရမလို့ဖြစ်ကုန်ကြတယ်။နီကုံ part 4အဆုံးသတ်အခုတော့ဘဒူးမှကိုတာလူးနဲ့မထက်ကိုခွဲဖို့မကြံစီရဲတော့ပါဘူး။ကိုတာလူးရဲ့TXNတငယ်ချင်းတွေဟာရွာသားတွေထက်တောင်ပိုပြီးအကြံပိုင်သလိုတစ္ဆာလည်းရှိကြပါတယ်။ကောင်းစဉ်တောနတ်ထဲကမင်္ဂလာပွဲနဲ့တောဘီရင်မှဖြစ်လာသောမထက်အပိုင်း9ဒရိစံအပေါင်းခြံရံတော်တော်ရင်းမင်္ဂလာပွဲမုတ်ဆိုးကျော်တေးပန်းပြီးပြေးရတဲ့တဲ့င်းကြောင့်ရွာသားတွေဟာကိုတာလူးနဲ့မထက်ကိုခွဲဖို့လုံးဝလက်လျှော့လိုက်ကြပါပြီကိုတာလူးကတော့မထက်ကိုတောထဲမှာပဲထာဝရစောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်ပြီးတတော်လုံးကဒရိစံတွေကိုဖိတ်ကြကမင်္ဂလာပွဲကြီးချင်းပကိုပြင်ဆင်လိုက်ပါတယ်တစ်တော်ရင်းမင်္ဂလာဆောင်ကြီးပြင်ဆင်မှုများမင်္ဂလာပွဲနေ့မှာတော့တောကြီးတစ်ခုလုံးဟာအရင်နဲ့မတူပဲထူးဆန်းစွာတာယာနေပါတယ်။မြောက်တပ်ဖွဲ့တစ်ပင်တွေမှာရောင်စုံတောပန်းတွေကိုလိုက်လံချိဆွဲပြီးတစ်သီးမလန်အကောင်စားတွေကိုစပွဲပြင်ပေးကြပါတယ်။ငှက်အပေါင်းတစ်ကိုင်းတွေပေါ်မှာတေးတန်သားလေးတွေနဲ့တချင်းဆိုပြီးမင်္ဂလာဂီတကိုတီးခတ်ပေးနေကြတာပေါ့။စင်ကြီးကောတုတ်သူ့ရဲ့နှမောင်းနဲ့ရေရီပတ်တီလမ်းတွေကိုတန်ရှင်းပေးသလိုမင်္ဂလာမန္တက်ကြီးကိုလည်းတစ်ကိုင်းကြီးတွေနဲ့ခိုင်ခန့်အောင်စောက်ပေးထားပါတယ်။နှစ်တောဘီရင်မအဖြစ်နန်းတက်ချင်းမင်္ဂလာချင်းရောက်တဲ့အခါကိုတာလူးဟာဗလာတောင့်ခန့်ညားထဲဝါစွာနဲ့မထက်ရဲ့လက်ကိုဆွဲပြီးထွက်လာပါတယ်မထက်ဟာလည်းတောပန်းလေးတွေနဲ့ရက်နွယ်ထားတဲ့ဝတ်စုံလေးကိုဝတ်ဆင်ထားပြီးတကယ်ကိုတောနတ်သမီးလေးတစ်ပါးလိုလှပနေပါတယ်သူတို့နှစ်ယောက်ဟာစင်ကြီးဂေါ်တုံရဲ့ကြောပေါ်ကကတိပါကောစော်ပေါ်မှာထိုင်လိုက်တဲ့အခါချင်းတဲ့ကြီးရွှေဝါဟင်းတတော်လုံးကြားအောင်အလေးကျူလိုက်တဲ့အတန်းကြားတဲ့ကြကိုတာလူးနဲ့မထက်ဟစ်ချီရင်းမှာဝတ်တွားပြီးသစ္စာခံလိုက်ပါတယ်တော်သေးကတတဝါအပေါင်းတို့ဟာကိုတာလူးနဲ့မထက်ကိုဝိုင်းပတ်ချမ်းရံပြီးဂုံးပြူကြပါတယ်ကိုတာလူးကမထက်ရဲ့ခေါင်းပေါ်ကိုတောပန်းလေးတွေနဲ့ရက်လုတ်ထားတဲ့တရဖူလေးကိုတင်ပေးလိုက်ပြီးကိုတာလူးဒီနေ့ကစပြီးမထက်ဟာငါ့ရဲ့ဇနီးတင်မကဘူးဒီတောအုပ်ကြီးရဲ့ဘယင်မလည်းထစ်စေရမယ်မင်းကိုဘသူမှမထိပါစေရဘူးမထက်ဟာကြော်လွန်းလို့မျက်ရည်လောင်ဝဲလာပါတယ်
သူဟာရွာကလူသားတွေကြားမှာထက်ဒီတစ္ဆာရှိတဲ့တိရစ္ဆာန်တွေကြားမှာပိုပြီးဘေးကင်းလုံခြုံမှုကိုခံစားနေရပါတယ်။ညဘက်တော်မှာတော့တောကောင်တွေဟာမီးဖိုးကောင်လေးတွေရဲ့အလင်းရောင်အောင်မှာကခုံပျော်မြူးကြရင်မင်္ဂလာပွဲကိုဆင်နွှဲကြပါတော့တယ်။ရွာသားတွေကတော့တောထဲကနေထွက်ပေါ်လာတဲ့တိရစ္ဆာန်တွေရဲ့ဂုံပြူအော်ဟစ်တန်တွေကိုကြားပြီးကိုရွှေမြောက်ဟဲ့လူတွေတောဘရင်နဲ့ဘရင်မတော့မင်္ဂလာဆောင်နေကြပြီဗျ။တို့လေထူးတီမထိုးပဲသူတို့လိုရိုးသားစွာချစ်ကြရင်ကောင်းမှာပါပဲ။နီကုံကိုတာလိုးနဲ့မထထတောနက်ကြီးထဲမှာတရိษံမိတ်ဆွေတွေနဲ့အတူအေးအေးချမ်းချမ်းตาရစွာနဲ့သက်ဆုံးတိုင်ပေါင်းဖက်သွားကြပါတော့တယ်ဗျာ။